Manangama Almiane, New Dola ye people, Bari Lu Adele, Zomi Lunge Atoga, Leshi, Mimananga ye, Pietnamia Abo, Duro ye, Amye, To, NUG Asoya, Tamazo Anine, Mimanangama Shide, Lenaka Ape Asi Alo ye, Adiga Yue Taga, Semane Fedre Pitansu, Tutan woဖြစ်ပြီးသူတို့အားလုံးမှာတူညီတဲ့ရီမန်းချက်နဲ့ပန်းတိုင်းရှိကြပါတယ်ကျွန်တော်တို့မှာတူညီတဲ့ရီမန်းချက်နဲ့ပန်းတိုင်းရှိကြပေမဲ့လက်ရှိຫນွေဦးတော်လှန်ရေးအတွက်စီးလုံးညီညွတ်မှုမရှိရင်နိုင်ငံတကာအတိုင်းဝိုင်းကမြန်မာနိုင်ငံကိုကူညီမှာမဟုတ်ပါဘူးစီးလုံးညီညွတ်မှုမရှိရင်ကျွန်တော်တို့အောင်မြင်မှာမဟုတ်ပါဘူးနိုင်ငံတနိုင်ငံမှာစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများကကုကဲမှုတစ်ခုအောက်မှာ under the chain of command မရှိပါကပြည်သူများအတွက်အလွန်အန္တရာယ်များပါတယ် PDF လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုအမိန့်ပေးသည့်ကွန်းဆက်အောက်တွင်နေရာချထားရန်လိုအပ်ပါတယ်ဤကဲ့သို့မဆောင်ရွက်နိုင်သောကြောင့် PDF လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများ၏ကုကဲမှုကွန်းဆက်အောက်တွင် under the chain of command of NAM group နေရာချထားရန်လိုအပ်ပါတယ်။ဇုံမီနေမြေမှာရှိတဲ့ PDF အားလုံးကိုလည်းအနာဂတ်မှာနောက်ထပ်အကြမ်းဖက်မှုများတားဆီးရန်အတွက် ZRAE ကွန်းဆက်အောက်တွင်ထားရန်လိုအပ်ပါတယ်။သို့မှသာမြန်မာနိုင်ငံငြိမ်းချမ်းနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ထိုအရာကိုမဆောင်ရွက်နိုင်တော့ကြောင့်လက်ရှိຫນွေဦးတော်လှန်ရေးတွင်အပြစ်မဲ့ပြည်သူအများအပြားအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။မီတီလက်နက်ကိုင်အဖွဲ့အစည်းမဆို၎င်းတို့၏အသက်အန္တရာယ်ချိန်ချောက်မှုမှချွင့်ချက်ဖြစ်သည့်အမိန့်ကွန်းဆက်များကိုတည်င်းပို့ခြင်းမရှိဘဲပြည်သူများအပေါ်တရားစီရင်ခြင်းမပြုစေရ။ဒီမိုကရေစီလှုပ်ရှားမှုတမိုင်းကိုပြန်သုံးသပ်ကြည့်သောအခါအဖွဲ့အစည်းတစ်ခုထဲယုံကြည်ချက်တစ်ခုထဲနိုင်ငံရေးပါတီတစ်ခုထဲတို့မဟုတ်လူတစုထဲကအာဏာသုံးတာများလာတဲ့အခါဒီလှုပ်ရှားမှုကအောင်မြင်နိုင်မှာမဟုတ်ပါဘူးအောင်မြင်တော့လေစစ်မှန်တဲ့ဒီမိုကရေစီဖြစ်လာနိုင်မှာမဟုတ်ပါဘူးအောင်မြင်တော့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ရန်နဲ့စစ်မှန်သောအစိုးရတရက်ထူထောင်ရန်အတွက်မတူညီသောနိုင်ငံရေးပါတီများမတူညီသောယုံကြည်မှုများမတူညီသောလူမျိုးစုများလှုပ်ရှားမှုများလိုအပ်ပါတယ်နောက်ဆုံးချက်အနေအချင်း NUG အစိုးရကຫນွေဦးတော်လှန်ရေးကိုအမြန်ဆုံးအောင်မြင်နိုင်ဖို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အားလုံးနှင့်တဘောတူညီချက်ရယူရန်လိုအပ်ပါတယ်။မိတီတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများမဆိုတော်လှန်ရေးအပီးတွင်၎င်းတို့၏အခွင့်အရေးများနှင့်ပတ်သက်၍တဘောတူညီချက်များမပြုလုပ်ဘဲຫນွေဦးတော်လှန်ရေးတွင်ပါဝင်မည်မဟုတ်ပါ။ NUG အစိုးရမှလည်းတိုင်းဒေသများလူလားတောင်းတသည့်1949ဖေဖော်ဝါရီလ12ရက်နေ့ပင်လုံမှာဗိုလ်ချုပ်အောင်ဆန်းနှင့်ချုပ်ဆိုသောပင်လုံစာချုပ်ကိုလုံးဝအကောင်အထည်ဖော်ပေးပါမည်ဟုကတိကဝတ်ပေးရန်လေအဓိကလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။တိုင်းဒေသလက်နက်ကိုင်အဖွဲ့အားလုံးနှင့်တဘောတူညီချက်များရယူပြီးနောက် NUG အစိုးရကတချိန်တည်းတွင်စတင်မိအချိန်နှင့်ရက်စွဲကိုအတိအကျကြီးညာပြီးဤຫນွေဦးတော်လှန်ရေးကိုအောင်နိုင်သည့်အထိစတင်တိုက်ခိုက်ရန်လိုအပ်ပါတယ်။ကျေးဇူးတင်ပါတယ်။